2017ခုနှစ်တုန်းက73နှစ်သမီးအရွယ်ထိုင်းမင်းကလေးတစ်ယောက်တောင်ကိုရီးယားနိုင်ငံကိုတကူတည်းရောက်ရှိလာခဲ့တယ်။ကိုရီးယားစကားတစ်လုံးမှလည်းသူမပြောတတ်ခဲ့ဘူး။မိသားစုမရှိတငယ်ချင်းမရှိကြောက်စရာကောင်းလောက်အောင်ကြီးမားတဲ့အိမ်မက်တစ်ခုပဲရှိခဲ့တာ။ပင်ပန်းလွန်လာတဲ့9နှစ်တာလုံးလုံးအယိုးတွေနာကျင်ရတဲ့အထိမှောင်မိုက်တဲ့အောက်ထပ်ခန်းတွေမှာသူမကခဲ့ရတယ်။သူများတွေအိပ်ပျော်နေချိန်မှာသူမကတော့အေးဆက်တဲ့မီယိုမီတွေအောင်စီးချက်တွေကိုအလွတ်ကျက်နေခဲ့တာ။အတိုင်းဝိုင်းကသူမရဲ့နောက်ခံကိုလောင်ပြောင်ပြီးနိုင်ငံသားသူတယောက်ဟာကီပေါက်ကိုဘယ်တော့မှစိုးမိုးနိုင်မှာမဟုတ်ဘူးလို့ပြောခဲ့ကြတယ်။အင်တာနက်ပေါ်ကဝီဖန်မှုတွေကသူမကိုအပိုင်းပိုင်းစုပ်ပြတ်စေခဲ့ပြီ။သူမရဲ့တိတ်ဆိတ်မှုကအတိအလဲထိရောက်ခဲ့ပါတယ်။လာလီစာဟာလက်လျှော့ပြီးအထူးမသိမ့်ခဲ့။သူမရဲ့မျက်ရည်တွေကိုစွမ်းအားဖြင့်ပြောင်းလဲပစ်ခဲ့တယ်။နောက်ဆုံးလိုက်ကားတွေပွင့်လာတဲ့အချိန်မှာတော့သူမဟာဒီလောကတွေကိုဝင်ရောက်လာယုံနေမဟုတ်ပဲတစစီချိန်ဖြတ်ပစ်ခဲ့တာ။အပေကထိုင်ကလေးမလေးဘွားကနေစံချင်းတင်ကပါချိုဘီမတပါဖြစ်လာခဲ့ပြီ။သူတို့တွေကသူမကိုအမောင်ရိပ်ထဲမှာထားချင်ခဲ့ပြီ။သူမကတော့နီမင်းကြီးဖြစ်လာခဲ့တာ။နောက်ထပ်ဗီဒီယိုတွေအတွက် subscribe လုပ်ထားပြီ။